အရန်ကောင်းတဲ့နှုတ်မုတ်လေးပါတဲ့ဒီညီမလေးရပါတော့မူလေးစီမှာဒီဂိုလမန်ကောစာနှုတ်မုတ်ကိုလှတိုင်းပုံမှန်ဝယ်တောက်တဲ့ညီမလေးဖြစ်တယ်ပေါ့နော်နှစ်ဘူးစားသဖြင့်အဲ့လိုမျိုးဝယ်တယ်ဒီလမှာကျတော့သူ3ဘူးဝယ်သွားတယ်ပေါ့နော်အခုလိုမျိုးမစီမှာငွေကြိုလွယ်ပြီးတော့မှဝယ်တဲ့အပြင်အခုလိုမျိုး comment review ကောင်းလေးတွေကိုလည်းမှန်ပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီကောလမကုံဆောင်နှုတ်မုတ်ကိုတောက်ပေးခြင်းအပြင်ဘာအတွက်ကောင်းမှုစီလဲဆိုတော့ခလေးညံ့ရည်ထမျက်စီတယ်နောက်ပြီးတော့မျက်ကြည်လွှာကောင်းမှုစီတယ်ခလေးအာယုံကြောကိုကောင်းမှုစီတယ်ပေါ့နော်ဒီခလေးအာယုံကြောသာချွတ်ရင်းမဲ့ဆိုလို့ရှိရင်ဘာတွေဖြစ်လဲဆိုတော့ဒီကြောရိုးမှာအပေါက်တွေအဲ့လိုမျိုးတွေဟနေတာတွေအဖုတွေစသဖြင့်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကိုလည်းသူကကာကွယ်ပေးတယ်အာယုံကြောအားကောင်းစေတယ်အုံနောက်ကိုကောင်းပြီးတော့ညံ့ရည်ထမျက်စီတယ်မျက်ကြည်လွှာကောင်းမှုစီတယ်ခလေးကြီးထွားညံ့ရည်ဖွံ့ဖြိုးစေပါတယ်မိမိအတွက်ဘာကောင်းလဲဆိုလို့ရှိရင်အစာချေစနစ်ကိုကောင်းမှုစေတယ်နောက်ပြီးတော့မော်နီစကနက်လို့ခေါ်တဲ့မနက်ပိုင်းပြုတ်အန်ချင်းကိုလည်းတတ်တာစေတယ်တအိမ်ကိုလည်းအားကောင်းစေတယ်တအိမ်ကျန်းမာစေတယ်ပေါ့နော်ဒီတရေသားလေးကဒီတအိမ်ထဲကနေမပြုတ်ကြအောင်လို့ပေါ့နော်ဒီတအိမ်ကကျန်းမာပြီးတယ်ပေါ့နော်အဲ့လိုမျိုးတိမ်ခိုင်ခန့်စေတယ်ပေါ့နော်နောက်ပြီးတော့မှအစာချေစနစ်ကိုလည်းကောင်းမှုစေတယ်မိမိတွေကဒီကိုယ်ဆောင်ထင်းမှာဆိုလို့ရှိရင်ပေါ့နော်တန်ထက်အားစီတွေတောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်လူထက်ဆိုင်တို့တွေကဝမ်းပိုချုပ်တယ်အဲ့ဒါကြောင့်မလို့အစာချေစနစ်ကိုကောင်းမှုစေပြီးတော့မှဝမ်းချုပ်တာကိုလည်းတတ်တာစေတယ်ဒီထဲမှာအမြင်ဓာတ်တွေလုံလုံလောက်လောက်ပါဝင်တယ်နော်နောက်ပြီးတော့မိမိတွေဘလောက်ပဲဆဆားပေါ့နော်ဒီလိုအပ်တဲ့အာဟာရဓာတ်တွေရှိတယ်အဲ့ဒါကတော့ folic acid အာယွန်စင်အဲ့ဒီ၃မျိုးဓာတ်ကိုလည်းဒီထဲမှာထည့်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုတောက်ပြီးချင်းအားဖြင့်မိမိလည်းကျန်းမာစေတယ်ကိုယ်ခံအားကောင်းမှုစေတယ်ဝမ်းပုံမှန်သွားစေတယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့မိမိလည်းကျန်းမာတန်ဆွမ်းတယ်ခလေးလည်းကြီးထွားညံဖွံ့ဖြိုးတဲ့ဒါလေးကိုတောက်ပြီးလို့ရတယ်ဒါလေးရဆိုလို့ရှိရင်မနော်ကိုယ်ဆောင်တဲ့နှုတ်တိုင်းမိခင်တွေအတွက်ထပ်မံလိုအပ်တဲ့အာဟာရဓာတ်များကိုတဲ့ပြည့်စုံစေရန်အတွက်အထူးထုတ်လုပ်ထားတဲ့ဖြစ်စွာဖြစ်တယ်နှုတ်တိုင်းမိခင်ဆိုလို့ရှိရင်အာဟာရပြည့်ပြီးတော့မှနှုတ်ကနေတဆင်ခလေးစီကိုပေါ့နော်မိမိကနှုတ်တိုက်လိုက်လို့ရှိရင်ခလေးစီကိုရောက်စေတယ်ပေါ့နော်ခလေးကြီးထွားစေတယ်အဲ့ဒီအတွက်ကြောင့်နှုတ်တိုင်းမိခင်လည်းနှုတ်ရကောင်းကောင်းထွက်ဖို့များများထွက်ဖို့တော့တောက်ပြီးလို့ရတယ်ကိုယ်ဆောင်ဆိုမှကိုယ်ဆောင်နေဆိုလို့ရှိရင်လည်းအာဟာရတိတ်ဆုံနေမြတ်တအောင်ရှိတယ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကလေးမွေးတဲ့အခါမှာရိုးရိုးမွေးရဲဆိုတော့မှကောင်းမှုဆိုအားရှိပါရှိနဲ့ညှက်နိုင်တယ်ကျန်းမာတန်ဆွမ်းစေတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မိမိရောကလေးရောအတွက်ကောင်းမှုစေတဲ့ဒီအာဟာရဖြစ်စတာလေးကိုမာယူလို့ရတယ်နော်ဆရာဝန်ကိုယ်တိုင်ဒါလေးတွေကိုညွှန်းပေးတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကလေးတချို့ဆိုသေးနေတယ်ပေါ့နော်ကလေးတိတ်ပြီးတော့မထွားဘူးဆိုလို့ရှိရင်လည်းဒါလေးကိုပုံမှန်တောက်ပြီးပါတစ်ရက်ကိုတစ်ခွက်ကနေ3ခွက်ထိတောက်ပြီးလို့ရတစ်ခါဖြုတ်ရင်ခုနှစ်စွန်းပေါ့နော်ဒါတပူးမှာ400 gram ပါတယ်ပြင်သစ်နိုင်ငံထုတ်ဖြစ်တယ် FDA ရရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ထားတာတောက်ပြီးလို့ရရနော်တပူးမှာထိုင်းဆိုလို့ရှိရင်တော့480ပဲပုတ်ခအပြီးဖြစ်တယ်မြန်မာနိုင်ငံဆိုလို့ရှိရင်တော့မြန်မာနိုင်ငံဈေးရှိပါတယ်မြန်မာနိုင်ငံအယောင်းငွေချေရတယ်ထိုင်းဆိုလို့ရှိရင်တော့ငွေကြိုရှင်းရတယ်ထိုင်းမလေးစင်ကာပူစသဖြင့်ပို့လို့ရတဲ့နိုင်ငံအကုန်ပို့ပါတယ်ရှင်လိုချင်တာရှိလို့ရှိရင်မူလေးစီမှာ CP မှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမေးမြန်းနိုင်တယ်ဝန်ဆောင်ကျမကြီးနဲ့ပတ်သက်ပြီးတော့တားစီနဲ့ပတ်သက်တာပဲဖြစ်သိချင်တယ်ဆိုလို့ရှိရင်လည်း comment မှာမှတ်သွားပြီးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်